ညာချမ်းလေးပါရှင်ရွှေတက်တဲ့အထက်စားမှကျေးဇူးပါတယ်ဒီနေ့ပြောပြမှာတော့ဟောနော်ဒီပေါ့နော် 3D ရင်ဘတ်၄တောင်းနဲ့ဟာလေးပေါ့နော်သူကဘေးမှာလည်းအတွန်းတော်လေးပါတယ်ဖဲပွင့်လေးလည်းပါတယ်သူကဘောင်းမိအရှိပါအိတ်ကလည်းပါပါတယ်သူကတော့သူ့ရဲ့ဈေးနှုန်းလေးကဆိုရင်16,000ပဲရှိရနော်သူ့ရဲ့အယောင်ကာလာလေးကလည်း900အောင်နောင်တာဟာနော်စိတ်ကြိုက်တော့ရွေးလို့ရတယ်စိတ်ပါငါတဲ့လုံးပါယူသွားလိုက်နော်ရမိုက်နေရောပဲနော်သူကတော့ပေါ့နော်လှလေးလှတယ်လင်းနေပေါ့နော်မိုက်ပါတယ်လှပါတယ်မင်းကလေးလည်းဆန်ပါတယ်နောက်တစ်ခုလေးကတော့ဝက်ဝင်လေးပဲဖြစ်ပါတယ်သူကတော့အယောင်ကာလာကတော့ဒီတရားပဲ6ယောက်လာပေါ့နော်ဒီတရားပဲကြံတော့ပါတယ်သူကချီဘူးလေးပါရင်ဘတ်ကတော့4,000ပါအဲ့ဒါကိုမှသူကဒီလိုမျိုးလေးပေါ့နော်2စစ်လောက်ထားပြီးအတွန်းလေးနဲ့လောက်ထားပါတယ်ပြီးတော့ဒီကော်လန်လေးကကြာအတွန်းလေးနဲ့ပေါ့နော်တော့ဖဲဘက်မပါပါဘူးဒီနားမှာအိတ်ကလည်းပါပါတယ်ကျိုးလည်းပါပါတယ်ဘောင်းမိရှည်လေးပါနောက်တစ်ဒီနဲ့ဖိုက်ပြောလို့ပြောတယ်ဒါကတော့ site ကလေးကကြတော့ free site ပေါ့နော်ဈေးကကြတော့18,500ပဲရှိပါရှင်80ရပေါင်း130ထိပေါင်ချိန်80ကနေပေါင်ချိန်130ထိဝယ်လို့ရတဲ့ဟာလေးပါရှင်ဒါလေးကတော့ပေါ့နော်ခြိသားကိုမှကျဲသီးလေးနဲ့ပေါ့နော်အိတ်ကပါပါတယ်လေဘေးကော်လန်နဲ့ဆန်ရှည်တဲ့တူလေးဆိုရင်ပေါ့နော်ဒီလိုမျိုးခေါင်းစည်းကြိုးလေးလည်းပါပါတယ်သူက19,500ပဲရှိပါရှင်ဘောင်းမိရှည်လေးပေါ့နော်အယောင်900လာပါတယ်ပေါ့နော်အရန်လာပါတယ်ကြာရောင်လေးဆိုနုလေးပေါ့နော်ခဏနော်လွင့်ပြီးတဲ့ဟာလေးဖြတ်လိုက်ပါဦးမယ်ဝက်ကိုထားလိုက်ပါမယ်ရှင်ဒီဟာလေးကတော့ 3D ပေါ့နော်ဝက်ဝင်လေးပဲဖြစ်ပါရှင်သူကတော့လေပင်ကတော့ဒီလိုမျိုးလေးလာပါရှင်သူကတော့ကြဲသီးလေးနဲ့အိတ်ကတ်ကတော့နှစ်ဖက်ပါပါတယ်ပေါ့နော်နေတော့လေ16,500ပါ free site လေးပဲဖြစ်ပါတယ်ဒါကတော့12နှစ်လည်းဝယ်လို့ရတယ်17နှစ်လည်းဝယ်လို့ရပါရှင်အရန်ကိုလှပါတယ်သူကတော့ကလေးဆန်နေပေါ့နော်